ဟိုလူကအကူကြီးတောင်းရင်လည်းမငင်းရဲ့ဒီလူကခိုင်းရင်လည်းအားနာတာနဲ့ပဲခေါင်းညိတ်လက်ခံလိုက်နောက်ဆုံးတော့ကို့အတွက်အချိန်မရှိကိုပဲပင်ပန်းပြီးကြံခဲ့ဘူးလားလူတိုင်းကိုအဆင်ပြေအောင်လိုက်လုပ်ပေးရင်းနဲ့ကိုပျောက်ဆုံးနေပြီဆိုရင်တော့ဒါဟာတင်တတိထားရမယ်အလွန်အန်ဒီရများတဲ့အခြေအနေတစ်ခုပါကျွန်တော်တို့လူဖွဲ့စီမှာအားနာတဲ့ခြင်းကိုယဉ်ကျေးမှုတစ်ခုစိတ်ထားကောင်းမှုတစ်ခုလို့သတ်မှတ်ထားကြပေမဲ့တကယ်တမ်းစိတ်ပညာအရာအတိုင်းအတာတစ်ခုထက်ကျော်လွန်သွားတဲ့အားနာမှုဟာတင်ဘဝကိုတိတ်တဆိတ်ဖြစ်စည်းပစ်နိုင်တဲ့အစိတ်အတောက်တစ်ခုဖြစ်လာနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အားနာတဲ့ခြင်းရဲ့နောက်ွယ်ကစိုးကျိုးများနဲ့နိုးလို့ညင်းဆန်တတ်ဖို့ဘာကြောင့်အရေးကြီးလဲဆိုတာကို brainwave ကနေဆွေးနွေးတင်ဆက်ပေးသွားမှာပါကဲအတူတူဆက်ကြည့်လိုက်ရအောင်ပထမဆုံးသိထားရမှာကလူတိုင်းကိုအမြဲတမ်းအားနာနေရဟာတကယ်ကျင်နာမှုအစ်စ်မဟုတ်ပါဘူးအဲ့ဒါဟာအငင်းခံရမှာလူမုန်းခံရမှာအပယ်ခံရမှာကိုကြောက်ရွံ့စိတ်တာဖြစ်ပါတယ်လူတွေကိုကျဉ်းအောင်လုပ်ပေးခြင်းအားဖြင့်ကိုတန်ဖိုးရှိရလို့ခံစားခြင်းတဲ့စိတ်ဝေဒနာတစ်မျိုးပါပဲကိုမလုပ်ချင်တာကိုအားနာလို့လက်ခံလိုက်တဲ့အထာတင်းရဲ့အုံနောက်ထဲမှာဘာဖြစ်သွားလဲသိလားမကျဉ်းနှမှုတွေဖိစီးမှုတွေနဲ့ဒေါသတွေဟာတိတ်တဆိတ်စုပုံလာပါတယ်အချိန်ကြာလာတာနဲ့အမျှအဲ့ဒီဖိစီးမှုတွေဟာပေါက်ကွဲထွက်လာပြီးကိုအကူကြီးတောင်းတဲ့သူတွေကိုပြန်ပြီးမုန်းတီးလာတတ်ပါတယ်ဒါအပြင်ညင်းဆန်ခွင့်မရှိတဲ့ညင်းရဲတဲ့တတိမရှိတဲ့ကိုလေပိုပြီးမုန်းတီးလာတတ်ပါတယ်ဒါကိုစိတ်ပညာမှာ resentment လို့မကျေနပ်ချက်များစုပုံလာခြင်းလို့ခေါ်ပါတယ်အားနာတဲ့သူတွေဟာအပြင်းပန်းမှာပြုံးနေပြီးမြအတွင်းစိတ်မှာတော့အမြဲတမ်းပင်ဖန်းနွမ်းနေတတ်ပါတယ်နောက်ထပ်အဆိုးဆုံးဆိုးကျိုးတစ်ခုကတော့တင်းရဲ့နယ်နိမိတ်တွေထက်စီးခံရခြင်းပါတယ်တင်းကအမြဲတမ်း yes လို့ပြောနေတဲ့အခါလူတွေကတင်းရဲ့နယ်နိမိတ်ကိုဂရုမစိုက်တော့ပါဘူးတစ်ဖက်လူကတင်းကိုအလွယ်တကူခိုင်းလို့ရတဲ့သူအချိန်မရွေးချက်သုံးချက်လို့ရတဲ့သူလို့အလိုလိုသတ်မှတ်သွားပါလိမ့်မယ်လူတွေဟာတင်းရဲ့အားနာတတ်တဲ့အချင်းကိုအခွင့်အရေးယူပြီးသူတို့လောက်ရမယ့်တာဝန်တွေကိုပါတင်းပခုံးပေါ်မတိမတာတင်လာကြပါလိမ့်မယ်တင်မှာကိုပိုင်ဘဝကိုပိုင်ညီမန်းချက်တွေရှိတယ်ဆိုတာကိုသူတို့ကလုံးဝဂရုစိုက်တော့မှာမဟုတ်ပါဘူးနောက်ဆုံးမှာတော့တင်ဟာသူတစ်ပါးရဲ့ဇလန်းတွေကအရန်လူတစ်ယောက်ဖြစ်ဆွတ်စားတစ်ယောက်လိုဖြစ်သွားပါလိမ့်မယ်တင်ကိုပိုင်ဘဝအတွက်အချိန်နဲ့ခွန်အားတွေဘာမှကြံတော့မှာမဟုတ်ပါဘူးဒီလိုနဲ့ပဲတင်ဟာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါလုံးဝပြူလဲသွားတဲ့အထိဖြစ်သွားနိုင်ပါတယ်ကိုဂရုမစိုက်ပဲသူများကိုကြည်အားနာနေတာဟာကိုတတ်သိနေတာနဲ့အတူတူပါပဲအားနာတဲ့သူတွေထင်ထားတဲ့အကြီးဆုံးအလွဲတစ်ခုရှိပါတယ်အဲ့ဒါကငါသူတို့ကိုကူညီလိုက်ရင်ငါအားနာလိုက်ရင်သူတို့ငါ့ကိုပိုချစ်လာလိမ့်မယ်ပိုလေးစားလာလိမ့်မယ်ဆိုတဲ့အတွေးပါပဲတကယ်လက်တွေ့မှာတော့အဲ့ဒီလိုလုံးဝမဟုတ်ပါဘူးကိုတန်ဖိုးမထားပဲအငြဲတန်းခေါင်းညိတ်နေတဲ့သူကိုဘယ်သူမှတန်ဖိုးမထားပါဘူးလူတွေဟာခိုင်းလွယ်တဲ့သူကိုအတုံးချပြီးမဲ့တကယ်တိုင်းနေရာတစ်ခုပြီးဖို့လေးစားဖို့ကြတော့မေ့နေကြပါတယ်တင်ကအမြဲတမ်းအဆင်ပြေပါတယ်လို့ပြောနေတဲ့အတွက်တင့်ရဲ့အတန်တင့်ရဲ့ဆန္ဒတွေဟာတခီးခီးပျောက်ကွဲသွားပါတယ်ကိုလေးစားမှုမရှိရင်သူတစ်ပါးစီကလေးစားမှုကိုဘယ်တော့မှရရှိမှာမဟုတ်ပါဘူးလူတွေကကိုပိုင်ရက်တည်မှုရှိပြီးနိုးလို့ပြက်တသားပြောရတဲ့သူတွေကိုမှပိုပြီးလေးစားကြတာပါဒါဟာလူတဘာဝရဲ့စမ်းကြဲတဲ့စိတ်ပညာသဘောတရားတစ်ခုပါပဲဒါဆိုဒီလိုအားနာတတ်တဲ့အကျင့်ဆိုးကနေဘယ်လိုရုံးထွက်ကြမလဲအဖြေကရှင်းပါတယ်နိုးလို့ပြက်တသားညင်းတက်အောင်လေ့ကျင့်ဖို့ပါညင်းလိုက်လို့တစ်ဖက်လူစိတ်ဆိုးသွားမလားဆိုပြီးကြိုးတွေးပူနေလဲပါနဲ့တင်းရဲ့အချိန်နဲ့စွမ်းအင်ကိုတန်ဖိုးမထားပဲသူတို့လိုချင်တာမရလို့စိတ်ဆိုးသွားမဲ့သူတွေဟာတင်းဘဝထဲမှာဆက်ရှိနေဖို့မထိုက်တန်တဲ့သူတွေမဟုတ်ပါဘူးသူတို့ထွက်သွားတာကပိုတောင်ကောင်းပါသေးတယ်ချက်ချင်းမငင်းရင် the pause method ကိုသုံးပါတယောက်ကအကူညီတောင်းလာတဲ့အခါချက်ချင်းကောင်းမငိတ်ပါနဲ့ငါ့အချိန်စရာလေးပြန်ကြည့်လိုက်အောင်မယ်လို့ပြောပါအဲ့ဒီအချိန်လေးအတွင်းမှာဒီကိစ္စကိုငါတကယ်လုပ်ပေးချင်တာလားငါ့မှာအချိန်ရောရှိရလားဆိုတာသိချစဉ်းစားပါအစင်မပြေဘူးဆိုရင်တောင်းပန်ပါတယ်အခုလောလောဆယ်ကျွန်တော်အချိန်မရလို့ပါလို့ရိုးရိုးရှင်းရှင်းလေးပဲညင်လိုက်ပါအရှေ့ကြီးရှင်းပြနေစရာမလိုပါဘူးရှင်းပြလေဟိုဘက်ကအားနေချက်ရှာပြီးအတင်းခိုင်းလေထိတတ်ပါတယ်ယဉ်ကျေးပါဒါပေမဲ့ပြတ်သားပါညင်းဆန်စားဆိုတာတကူကောင်းဆန်တာလုံးဝမဟုတ်ပါဘူးဒါဟာကိုပြန်လဲစောင့်ရှောက်ခြင်းရဲ့အခြေခံဆုံးအဆင့်တစ်ခုတာဖြစ်ပါတယ်လေရင်ပေါ်မှာအရေးပေါ်အခြေအနေဖြစ်လေကိုမက်စ်ကိုအရင်တက်ပြီးမှသူများကိုကူညီရတာလို့ပါပဲကို့မှာခွန်အားလေးပြည့်ဝနေမှတခြားသူတွေကိုတကယ်အကျိုးရှိကူညီပေးနိုင်မှာပါအစပိုင်းမှာညင်းရတာခက်ခဲနေနိုင်ပါတယ်အားနာစိတ်အဖြစ်ရှိစိတ်တွေဝင်လာနိုင်ပါတယ်ဒါပေမဲ့အချင်းချင်းလိချင်းပါများလာတဲ့အခါမှာတော့တင်းရဲ့စိတ်ခါအလိုလိုခိုင်မာလာပါလိမ့်မယ်အဲ့ဒီအခါကျရင်တင်းရဲ့စိတ်အေးချမ်းမှုနဲ့လွတ်လပ်မှုကိုအပြည့်အဝပြန်လည်ရရှိလာပါလိမ့်မယ်တင်ချစ်တဲ့အရာတွေတင်းရဲ့ရည်မှန်းချက်တွေအတွက်အချိန်တွေပိုရလာပါလိမ့်မယ်တင်းကိုတကယ်တန်မိုးထားတဲ့သူတွေကသာတင်းအနာမှာချမ်းရှိခဲ့ပါလိမ့်မယ်တင်းဘဝရဲ့ဇက်လိုက်ဟာတင်းကိုယ်တိုင်ဖြစ်လာပါလိမ့်မယ်မှတ်ထားပါတင်းဟာလူတိုင်းကိုကျေနပ်အောင်လုပ်ပေးဖို့မွေးဖွားလာတာမဟုတ်ပါဘူးတင်းကိုယ်ပိုင်ဘဝကိုအကောင်းဆုံးနဲ့အသေးပဲရှိရှင်သန်မှုတာဖြစ်ပါတယ်အားနာတဲ့နေရာမှာအားနာပါဒါပေမဲ့ကိုထိခိုက်လာမယ့်ကိစ္စတွေမှာတော့ရဲဝင့်ပြက်သားညင်းဆန်တဲ့တတ်သိရှိပါစေတင်းဟေတန်ဘိုးကိုတင်းကိုယ်တိုင်ပါဆော့ပြီးတတ်မှတ်ပါဒီနေ့ဗီဒီယိုလေးကတင်းအတွက်ခွန်အားတစ်ခုခုရစေမယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးဘဝအတွက်အသုံးဝင်မဲ့စိတ်ပညာဗီဒီယိုတွေကိုစစ်ကြည့်ခြင်းရင် brainwave ကို subscribe လုပ်ထားပါဗီဒီယိုအသည့်တင်တိုင်းအရင်ဆုံးသိအောင်ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်အချိန်ပြီးအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုချမ်းသာကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်